Understanding type of question e-learning အစီအစဉ်မှကြိုဆိုပါတယ်မင်္ဂလာပါဒီဗီဒီယိုလေးမှာမေးခွန်းမျိုးစားများကိုနားလည်စေဖို့အတွက်အနည်းငယ်တင်ပြပေးမှာဖြစ်ပါတယ်ဆရာမအနေနဲ့မေးခွန်းမေးနည်းကကျောင်းသားတွေရဲ့အတွေးခေါ်ကိုပုံဖော်ပေးနိုင်ပါတယ်မေးခွန်းမျိုးစားအများကြီးရှိပေမဲ့လို့အရေးကြီးဆုံး၄မျိုးကိုကြည့်ကြပါစို့ပထမအဆုံးအနေနဲ့ close ended question အပိတ်ဖြေမေးခွန်းနားလည်လဲရလွယ်ကူတယ်ဖြေဆိုရလွယ်ကူတဲ့မေးခွန်းအမျိုးအစားပဲဖြစ်ပါတယ်ဖြေဆိုသူကအဖြေတစ်မျိုးတည်းကိုသာဖြေဆိုနိုင်ပါတယ်ဥပမာ Is Myanmar in Asia? Yes ဟုတ်မဟုတ်ကိုတစ်မျိုးတည်းကသာဖြေဆိုနိုင်တဲ့မေးခွန်းအမျိုးအစားပဲဖြစ်ပါတယ်ဒုတိယအနေနဲ့ open-ended question အကျယ်ဖွင့်ဖြေမေးခွန်းမျိုးအစားအကြောင်းနည်းနည်းပြောလိုပါတယ်ဒီမေးခွန်းဟာဖြေဆိုသူအတွက်စဉ်းစားဖို့လိုတဲ့မေးခွန်းမျိုးအစားမျိုးဖြစ်ပါတယ်ဥပမာ Why is Myanmar's location important? ဖြေဆိုသူမျိုးမျိုးပေါ်မှာမူတည်ပြီးတော့ဖြေဆိုသူတွေဟာမေးခွန်းကိုအကြောင်းပြချက်မျိုးစုံနဲ့ဖြေဆိုရမှာဖြစ်ပါတယ်မေးခွန်းကိုဖြေတတ်ဖို့အတွက်သူတို့စဉ်းစားဖို့လိုအပ်လေပါပြီတတိယမြောက်အနေနဲ့က probing questions ကျောင်းသားကိုယ်တိုင်ဆက်လက်ပြီးတော့အဖြေတွေကိုတိုးချက်ပြီးတော့ဖြေစေဖို့အတွက်မေးတဲ့မေးခွန်းမျိုးစားပဲဖြစ်ပါတယ်ဥပမာ Can you say more about that ဒီအကြောင်းကိုထပ်ပြီးတော့ပြောပြပေးနိုင်မလားဆိုရင်ကျောင်းသားရဲ့အဖြေကိုတိုးချက်ပြီးတော့ရယူလိုတဲ့အခါမျိုးတွေမှာမေးပါတယ်စတုတ္ထအနေနဲ့ကတော့ reflective question အမျိုးအစားပဲဖြစ်ပါတယ်ဒီမေးခွန်းမျိုးစားကိုတော့ဖြေဆိုသူဟာစဉ်းစားသုံးသပ်ပြီးမှဖြေဆိုရတာဖြစ်ပါတယ်ဥပမာ How did you feel when presenting မင်းတင်ပြနေတဲ့စဉ်မှာဘယ်လိုခံစားရသလဲဖြေဆိုသူဟာစိတ်ခံစားမှုနဲ့ဆက်ဆိုင်ပြီးဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကိုဆက်ပြီးတော့ဖြေဆိုရတာမျိုးဖြစ်ပါတယ်မေးခွန်းတိုင်းမှာရည်ရွယ်ချက်တွေရှိပါတယ်ဒါကြောင့်မိမိတို့အတွင်းထဲမှာမျိုးစုံသုံးပြီးတော့မေးကြည့်လို့ရပါတယ်မေးခွန်းကောင်းကောင်းမေးတတ်ရင်ကျောင်းသားတွေအတွေးကောင်းကောင်းရစေနိုင်လို့မေးခွန်းတွေမေးခြင်းအပြင်ကျမတို့ရဲ့သင်ကြားမှုကိုတိုးမြှင့်ကြပါစို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်